ရေနံတူးတဲ့လုပ်ငန်းကလွဲပြီးကျန်တဲ့စီးပွားရေးလုပ်ငန်းမရှိတော့တဲ့မင်းလှအရင်ကတောင်သူလုပ်တဲ့စီခတ်တဲ့အလုပ်ကိုလုပ်တာကတော့3 နှစ်ရှိပြီးမင်းလှမှာလုပ်တဲ့တစ်လ5 သိန်းရတဲ့အစားစားတော့ရှိတယ်တနေ့ပြည့်မြ3 နာရီလုပ်ရတယ်ရာသီဥတုပေါ်မူတည်တယ်တောင်သူထက်စာရင်ဒီအလုပ်ကမဆိုးဘူးဆိုပြီးပြောင်းလုပ်ခဲ့တာရေရှည်အတွက်တော့မကောင်းဘူးသူများအလုပ်ဆိုတော့လေလို့ရေနံလက်ရက်တွင်းမှာအလုပ်လုပ်ကင်တဲ့အမျိုးသားတဦးကပြောပါတယ်ရေနံတွင်းတစ်ပေါက်ကိုအလုပ်သမား3-4 ဦးထားရှိရပြီးနေထိုင်ဖို့ယာယီတဲအိမ်ဆောက်ပေးရပါတယ်အချို့ကမိသားစုလိုက်လာနေတာမျိုးတွေလည်းရှိကြပါတယ်ရေနံလက်ရက်တွင်းမှာလုပ်ကင်တဲ့အလုပ်သမားတွေကိုလုပ်ငန်းခွင်ထိခိုက်မှုတွေရှိပါကအလုပ်ရှင်ကတာဝန်ယူပေးရပါတယ်ရေနံတူးလက်ရက်တွင်တူးဖော်တဲ့အလုပ်ဟာဝင်ငွေရတွက်ချေကိုက်ပေမဲ့စစ်ကြောင်းထိုးဖမ်းဆီးတာတွေနဲ့ရှိသလိုရေနံတွင်းနဲ့တဲအိမ်တွေကိုမိရှုဖျက်ဆီးခံရတာတွေလည်းရှိပါတယ်